23ရက်2လ2026ဒီနေ့ဟာဆိုလို့ရှိရင်တော့တနင်္လာနေ့လေးဖြစ်တဲ့အတွက်ကြောင့်မလို့တနင်္လာနေ့မွေးဖွားသူလေးတွေအတွက်ပေါ့နော်လာမယ့်9ရက်အတွင်းမှာတင်တို့စီကိုဝင်လာမယ်မွေးဝင်လန်းကဘာတွေဖြစ်မလဲဆိုတာကိုပန်ဆူရိုတဲတော်တွေစီကနေကြည့်သွားမယ်ဒီမှာဆိုလို့ရှိရင်တော့ပန်ဆူကြည့်ပေးသွားမှာကပထမဆုံးအနေနဲ့တင်တို့စီကိုရုတ်တရက်ဝင်လာမယ်မွေးဝင်လန်းရှိမရှိဆိုတာကြည့်ပေးမှာပဲဖြစ်တယ်နောက်တစ်ခုကတော့တင်တို့နေ့စဉ်အတွက်ပေါ့နော်လှုပ်ဆောင်နေတဲ့ပုံမှန်လှုပ်ဆောင်နေကြငွေဝင်လန်းမှာရောဘယ်လိုအလားအလာတွေရှိမလဲဆိုတာကိုကြည့်ပေးမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့တင်တို့သတိပြုရမယ့်ငွေကြေးအပေါ်သဘောထားအမြင်ပေါ့နော် money mindset ကဘာတွေဖြစ်မလဲဆိုတာလေးကိုနည်းနည်းလေးကြည့်မှာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ကက်ကလေး3ချက်ထွက်လာပြီပေါ့နော်ပထမဆုံးကတ်အနေနဲ့ဆိုလို့ရှိရင်တော့ tens of spine ပါဒါလေးอ่ะဆိုလို့ရှိရင်တော့ကံကောင်းခြင်းဝင်ငွေအနေနဲ့ရုတ်တရက်ဝင်လာမဲ့ဝင်ငွေအနေနဲ့ပေါ့နော်လာမဲ့တပတ်9ရက်အတွင်းမှာတနင်္လာနေ့မွေးဖွားသူလေးတွေစီကိုအဲ့ဒီကံကောင်းခြင်းငွေရှိမလားဆိုလို့ရှိရင်ရှိတယ်ဘယ်ကနေရှိလာမှလဲဆိုလို့ရှိရင်တော့ဒီ tens of spine ကတ်ဒီအစင်အလာမျိုးရိုးစင်ဆက်เนาะအစင်အလာကြီးမားတော့နောက်တစ်ခုอ่ะဆိုလို့ရှိရင်တော့အမွေတို့ဘာတို့ဒါကိုပြောတာပေါ့နော်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဘိုးဘွားပိုင်ဟိုးမျိုးရိုးစင်ဆက်ကလေးကပေါ့နော်လူကြီးလူကောင်းတွေစီကနေပြီးတော့မှကိုယ့်စီကိုတရက်ပေးလာတဲ့ဝင်ငွေမျိုးရရှိလိမ့်မယ်စုလက်ပဲဖြစ်စေ bonus ပဲဖြစ်စေနော်မုံပိုပဲဖြစ်စေပေါ့နော်စသဖြင့်ဖြစ်လိမ့်မယ်တချို့ဆိုလို့ရှိရင်တော့အမွေကိစ္စတွေဘာတွေနဲ့ပတ်သက်ပြီးတော့အမွေခွဲဝေရရှိတာမျိုးတွေလည်းကြုံရနိုင်တယ်ဒါကတော့လူနည်းစုဖြစ်မယ်ပေါ့နော်ဒါကတော့အစင်လာကြီးမားခြင်းမျိုးရိုးစင်ဆက်ကြီးမားခြင်းနဲ့အမွေတို့ဘာတို့ပြသနေတဲ့ကတကတ်ဖြစ်တယ်ဒီမှာပန်းစုမြင်ရသလောက်ဆိုလို့ရှိရင်တော့ရှေးရိုးအစဉ်အဆက်ကရရှိမဲ့ဒါဝင်ငွေမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အမွေကိစ္စနဲ့တော့ပို့ပြီးတော့သက်ဆိုင်တယ်လို့မြင်ရပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ်ဟိုးငငယ်လေးကလေးကပြုစုစောင့်ရှောက်ခဲ့ဘူးတော့ဒါလူကြီးသူမတွေစီကနေပြီးတော့မုံဘိုးတွေဝင်ငွေလန်းတွေရရှိတာမျိုးကိုမြင်ရတာပဲဖြစ်ပါတယ်เนาะအဲ့တော့ရုတ်တရက်ကံကောင်းခြင်းဝင်ငွေရှိမလားဆိုရင်ရှိပါမယ်เนาะနောက်တစ်ခုကတော့ကိုယ်ပိုင်ရှာနေတဲ့ဝင်ငွေကဘာတွေအလားအလာရှိမလဲဆိုလို့ရှိရင်တော့ the high priest ပေါ့နော်ဒီကဆိုလို့ရှိရင်တော့ပန်းစုတို့ဒါ intuition တို့အလိုလိုသိစိတ်တို့ကိုယ့်ရဲ့ဉာဏ်ပညာတို့ကိုလာပြီးတော့ကိုစားပြုတဲ့ကတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ကိုလက်ရှိလုပ်နေတဲ့စီးပွားရေးအလုပ်အကင်ကဏ္ဍမှာဆိုလို့ရှိရင်တင်တို့ပြန်ပြီးတော့သတိပြုရမယ့်အရာကကိုယ့်ရဲ့အလိုလိုသိစိတ်အတွင်းစိတ်တွေကိုပို့ပြီးတော့နားထောင်မှာဝင်ငွေလန်းနဲ့ပတ်သက်လာတဲ့အခါကြလို့ရှိရင်ကိုယ့်ရဲ့စိတ်ကပြောနေတဲ့အရာတွေရရှိနေတဲ့ idea တွေလှုပ်ဆောင်ရမယ့်လှုပ်ဆောင်ချက်တွေဒီအမှန်ကန်ဆုံးဖြစ်တယ်ဆိုတာကိုဒီနေရာမှာလာပြီးတော့ပြောထားတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်ကူး idea တွေဒီအလကားမဖြစ်ပါဘူးအဲ့ဒီအရာတွေဒီသင်တို့ကိုဝင်ငွေလန်းတစ်ခုဖန်တီးပေးမဲ့အရာတွေပဲဖြစ်တယ်ပေါ့နော်သင်တို့ရဲ့ဉာဏ်ပညာနဲ့အလိုလိုသိစိတ်သင်တို့ရဲ့နှလုံးသားကိုပေါ့နော်ဒီနှလုံးသားထဲကအလိုလိုသိလာတဲ့အရာတွေကိုအသုံးချပြီးတော့ဝင်ငွေလန်းတွေကိုဖန်တီးမယ်လှုပ်ဆောင်မယ်ဒီမှာဆိုလို့ရှိရင်တော့ပန်းစုပို့ပြီးတော့မြင်ရတာကဖန်တီးမှုလုပ်သူတွေဥပမာလက်မှုပညာလုပ်တဲ့လူတွေ creation လုပ်တဲ့လူတွေ content creator တွေပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုဖန်တီးမှုတစ်ခုခုလှုပ်ဆောင်တဲ့နေရာကနေဝင်ငွေလန်းတွေထပ်ပြီးတော့ရလာနိုင်တယ်အဲ့တော့ဒီလိုအရာတွေမလှုပ်ဆောင်ရသေးဘူးဆိုတဲ့လူတွေကလည်းအဲ့ဒါတွေကို try ကြည့်ဖို့ပြောချင်ပါတယ်လုပ်ကြည့်ပါလုပ်ကြည့်တဲ့အခါကျတော့ရှင်သင်တို့အတွက်နောက်ထပ်အသစ်တစ်ဖန်ဝင်ငွေလန်းလည်းဖြစ်လာနိုင်တယ်လို့လက်ရှိလုပ်နေပြီးသားသူတွေဒီလည်းဘယ်လိုထပ်ပေါင်းထည့်ရမယ် value added တွေလုပ်ရမယ်ဆိုတာကိုကိုယ့်ရဲ့ intuition အလိုလိုသိစိတ်ဉာဏ်ပညာကနေပြီးတော့ရရှိလာမယ့်အရာတွေပဲဖြစ်တယ်ဆိုတာကိုပြောပြနေတယ်ပေါ့နော်အဲ့တော့ဒီမှာကံကောင်းခြင်းငွေရောကိုယ်တိုင်လှုပ်ဆောင်ရမယ့်ဝင်ငွေတွေမှာဆိုလို့ရှိရင်တော့သင်တို့ရဲ့အလိုလိုသိစိတ်ကနေပြီးတော့ရရှိမယ့်အရာတွေဖြစ်တဲ့အတွက်တော်တော်လေးကိုကောင်းမွန်နေတာလေးကိုမြင်ရပါတယ်။နောက်တစ်ခုကတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့သဘောထားအမြင်တွေမှာသတိထားမှလေးကတော့ fight or sweat ပေါ့နော်။ဥပမာပေါ့နော်ငွေကြေးနဲ့ပတ်သက်လာပြီဆိုတဲ့အခါကျလို့ရှိရင်တချို့တနင်္လာနေ့မွေးဖွားသူလေးတွေရဲ့သဘောထားအမြင်ထဲမှာဘယ်လိုမျိုးမှားယွင်းစာမြင်နေလဲဆိုလို့ရှိရင်ငွေကြေးရရှိဖို့ဆိုလို့ရှိရင်မတရားသောနီလန်းနေကနေမှငွေကြေးတွေအများကြီးရရှိနိုင်တယ်ချမ်းသာတဲ့သူတွေဆိုတာကမတရားသောနီလန်းတွေတုံးပြီးမှပဲငွေကြေးချမ်းသာတဲ့လူတွေဒါမှမဟုတ်လို့ရှိရင်လည်းကိုယ်တိုင်ငွေရှာတဲ့အခါကြလို့ရှိရင်လည်းရိုးရိုးသားသားနဲ့အေးအေးချမ်းချမ်းရှာဖွေနေလို့ရှိရင်ငွေဆိုတာကအနည်းငယ်ပဲရတာပေါ့ဘွားလွတ်မြောက်မှုမရှိဘူးမရိုးမသားသောနီလန်းနဲ့လုံးမသာငွေကြေးသည်အများကြီးရရှိတယ်ဆိုတော့ဒါမှားယွင်းယုံကြည်မှုပေါ့နော်ငငယ်တုန်းကပန်းစုတို့တွေငွေကြေးနဲ့ပတ်သက်တဲ့စကားတွေဆိုတာကကိုယ်နဲ့အနီးစပ်ဆုံးလူကြီးတွေစီကကိုယ်နဲ့အနီးစပ်ဆုံးပတ်ဝန်းကျင်တွေစီကပဲအများဆုံးကြားခဲ့ရတာ哦နော်ဒီပတ်ဝန်းကျင်ကဖြတ်တန်းရတဲ့အတွေ့အကြုံတွေပေါ်မှာမူတည်ပြီးတော့အဲ့ဒီလူတွေရဲ့မှားယွင်းစွာတွေးခေါ်ယုံကြည်ထားတဲ့ယုံကြည်မှုအမှားတွေကပန်းစုတို့ကိုယုံကြည်မှုပေါ့နော်အဲ့လိုယုံကြည်မှုအမှားတွေပြန်ပြီးတော့လက်ဆင့်ကမ်းလာခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ခုချိန်မှာဆိုလို့ရှိရင်တနင်္လာနေ့မွေးဖွားသူလေးတွေက
ကိုယ့်ရဲ့ money mindset money block တွေဘာတွေဖြစ်နေလဲဆိုတာကိုပြင်ဆင်ရမှာတကယ်လို့ဒါအဲ့လိုမှားရင်းယုံကြည်ထားတာတွေရှိတယ်ဆိုလို့ရှိရင်ကိုယ့်ဘဝမှာအရန်ကိုတာယာအေးချမ်းပြီးတော့ရိုးသားတဲ့နီလန်းနဲ့ဝင်ခွေအမြောက်အများရမယ်နီလန်းတွေသာရှိနေမယ်ဆိုရင်ဒီ money block ဒီလိုမျိုးသဘောထားကကိုယ့်ဘဝကိုပိတ်ဆို့မှုဖြစ်သွားပြီးတော့ရရှိလာမယ်ငွေဝင်လန်းတွေအကုန်လုံးပိတ်ဆို့သွားလိမ့်မယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပန်းစုတို့တွေကဒီလိုမျိုးကိုကန်ဆိုးပါတယ်လို့ယုံကြည်ထားတာတွေနော်တနင်္လာနေ့ဖြစ်ရတာကံမကောင်းပါဘူးလို့ယုံကြည်ထားတာတွေအခုပန်းစုပြောနေစဉ်အတွင်းမှာပဲတချို့ကဒါကိုပဲထပ်ခါပြောနေခြင်းတဲ့သူတွေလည်းရှိမယ်ပေါ့နော်ဒါကတော့ခိုင်မာစွာယုံကြည်ထားတဲ့ခိုင်မာမှုတွေပေါ့နော်ဥပမာမနှက်ဖြန်မနှက်မိုးလင်းရင်နေထွက်မယ်ဆိုတာကိုခိုင်မာစွာယုံကြည်ထားတယ်လို့ပေါ့နော်အဲ့ဒါကတော့မှန်ကန်သောအမှန်တရားတစ်ချိန်တည်းမှာပဲပန်းစုတို့တချို့သဘောထားအမြင်တွေဒီမှားယွင်းစွာလက်ခံယုံကြည်ထားတဲ့သဘောထားတွေဆိုရင်ပန်းစုတို့ကဘာလုပ်ရမလဲဆိုအန်လန်းလို့ခေါ်တဲ့ပြန်ပြီးတော့စွန့်ထုတ်ပြရမယ်ဘဝမှာသင်ယူရမှာတွေရှိတယ်မသင်ယူပဲစွန့်ထုတ်ခဲ့ရမယ့်အရာတွေရှိတယ်ပေါ့နော်အဲ့တော့သင်ယူရမယ့်အရာတွေဆက်ပြီးတော့တည်ဆောင်သွားရင်တော့ပန်းစုတို့ဘဝတိုးတက်လိမ့်မယ်မသင်ယူရမယ့်အရာတွေကိုဆက်လက်ပြီးတော့အဲ့ဒီအမှားကြီးတွေအတိုင်းတည်ဆောင်သွားမယ်ဆိုရင်တော့ပန်းစုတို့ဘဝကတိုးတက်တဲ့တလောက်မတိုးတက်တဲ့မယ်နေမှာပေါ့နော်အဲ့တော့ဘာလဲဆိုတော့လမ်းမပေါ်ကိုရောက်နေရင်ဆက်ပြေးနေတာအပူပဲမှားမှန်းသိရင်ကိုကဘယ်လိုပြောမလဲအတ္တတွေနဲ့ဇွတ်ခံညင်းပြီးတော့မှငါအယူဆသည်အမှန်ပဲလို့လုပ်လို့တော့မရဘူးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကအာဟုတ်တယ်ဒီနေရာမှာတော့ငါဒါလေးပြင်လိုက်ရင်တော့ငါဘဝသည်ဘလို့ပိုကောင်းသွားမယ်ဆိုတဲ့အတွေးခေါ်အသစ်တွေเนาะအပြုတ်မှုအသစ်တွေလှုပ်ဆောင်ချက်အသစ်တွေနဲ့ဒါလှုပ်ဆောင်မယ်ဆိုလို့ရှိရင်เนาะတင်တို့ရဲ့ငွေဝင်လန်းနေထပ်မံပွင့်လန်းလာဖို့ရှိတယ်ဆိုတာလေးကိုဒီမှာဆိုရင်တော့သတိပြုရန်အတားအဆီးသတိပြုရန်ကတ်မှာပေါ့နော်ဒါလေးထွက်လာတာလေးကိုမြင်ရပါတယ်အဲ့တော့ခြုံငုံသုံးသပ်တဲ့ချက်အရာပြောရမယ်ဆိုလို့ရှိရင်တော့တနင်္လာနေ့မွေးဖွားသူလေးတွေကလာမယ့်9ရက်အတွင်းမှာဆိုလို့ရှိရင်တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒါဘိုးဘွားအစဉ်အဆက်ကနေပဲဖြစ်စေနောက်တစ်ခုကဆိုလို့ရှိရင်တော့ဒါခင်မင်ရင်းနှီးသောအစဉ်လာကောင်းရှိသောသူတွေစီကနေပြီးတော့ကံကောင်းသောဝင်ငွေလေးတွေဝင်လာဖို့ရှိတယ်ကိုပိုင်လောက်ရမဲ့ငွေအနေနဲ့ဆိုလို့ရှိရင်တော့ creation ဘိုင်းတွေကိုယ့်ရဲ့အလိုလိုသိစိတ်တွေကိုပို့ပြီးတော့အားကောင်းအောင်လုပ်ပြီးတော့လှုပ်ဆောင်တဲ့နေရာတွေကနေပြီးတော့ဝင်ငွေလန်းတွေထပ်မံဖန်တီးလာနိုင်ဖို့ရှိတယ်ငွေကြေးနဲ့ပတ်သက်တဲ့အတားအဆီးနေရာမှာဆိုလို့ရှိရင်တော့ငွေကြေးချမ်းသာမှုဆိုတာဒီမတရားမှုနည်းလမ်းတစ်ခုတည်းကနေရတာမဟုတ်ဘူးဆိုတာကိုကိုယ့်ရဲ့အမြင်သစ်ကိုချဲ့ထွင်ဖို့လိုတယ်ဆိုတာလေးကိုဒါပြသထားတဲ့ကတ်တွေပဲဖြစ်ပါတယ်เนาะအဲ့တော့ကတ်တွေကပေါ်လာတဲ့အတိုင်းပန်စုပြောပြပေးသွားတာပဲဖြစ်ပါတယ်အဲ့တော့ဒီ energy တွေကိုလက်ခံပြီးတော့ပြင်ဆင်သင့်တာတွေပြင်ဆင်မယ်ဆက်လက်ယူဆောင်သွားသင့်တာတွေယူဆောင်သွားမယ်ဆိုတဲ့တနင်္လာနေ့မွေးဖွားသူလေးတွေကလည်း comment လေးမှာရေးခဲ့ပါအောင်ဒီ energy တွေကိုလက်မခံဘူးမကြိုက်ဘူးဆိုတဲ့သူတွေကလည်း entertainment အနေနဲ့သာနားထောင်ပေးပါเนาะpersonal tarot reading မေးမြန်းချင်တဲ့သူတွေက tarot ဘန်စု Telegram page messenger နဲ့ TikTok message တွေကနေပြီးတော့ tarot မေးချင်ပါတယ်ဆိုတဲ့စာအုပ်ပဲပို့ပေးပါအဲ့ဒီမှာဝယ်ယူမေးမြန်းလို့ရမယ် package လေး၄ခုပြန်ပြီးတော့ပို့ပေးပါမယ်နော်စိတ်ဝင်စားကြ tarot reading တွေနဲ့ spiritual knowledge တွေအပတ်စဉ်ကြည့်ရဖို့အတွက်ဘန်စုတို့တွေရဲ့ account လေးတွေ channel လေးတွေကို follow and subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်ကျေးဇူးပါဘန်စုပါ